ညဘက်တွေမှာကိုယ့်ရဲ့အပင်ကန်ဖြစ်ဖြစ်ဘက်တာကန်ဖြစ်ဖြစ်မီးထိုးမေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာ product 3မျိုးရောက်ထားပါတယ်ဒီကောင်လေးကတော့ USB နဲ့တွဲသုံးရတာဖြစ်ပြီးတော့အကောင့်သေးတဲ့လောက်အစိပ်ပြင်းပါတယ်ဒါကကျွန်တော်တအိမ်လုံးကိုမီးပိတ်ပြီးတော့စမ်းပြပေးထားတာဖြစ်ပါတယ်လင်းအားအကြီးသေးကို adjust လုပ်လို့ရပြီးတော့မီးပြတ်တဲ့အချိန်မှာလည်း power bank နဲ့တွဲပြီးတော့အသုံးပြုလို့ရပါတယ်ဒါကတော့အပင်ကသမားတွေကြိုက်တဲ့ RGB အပြင်အဖြူနဲ့အခြားကာလာတစ်မျိုးပါ changes လုပ်လို့ရပါတယ်။လင်းအားအနေနဲ့ကတော့ယခုအိမ်အား3ပေတပေခွဲ flower home ကန်ကိုထွန်းပြထားပါတယ်။အပင်ကန်9ကန်နဲ့ terrarium ကန်လေးတွေမှာကိုကြိုက်တယ်လို့အသုံးပြုလို့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်ရောင်းအားကောင်းနေတဲ့ USB light ပဲဖြစ်ပါတယ်။ကာလာအနေနဲ့3မျိုးပြောင်းလို့ရပြီးတော့ထူးခြားတာကသူ့မှာအချိန်သတ်မှတ်ပေးတဲ့ function ပါလာတာပဲဖြစ်ပါတယ်။ USB type ဖြစ်တဲ့အတွက်မီတာကကုန်ကြမှာစိတ်ပူစရာမလိုပါဘူး။လက်ကားလိုချင်တဲ့ brother ရဲ့အနေနဲ့ Energy Aquarium and Terrarium page မှာလည်းကျွန်တော်စုံစမ်းပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်။ကျွန်တော်ကတော့ Aqua Creative က Harry ပဲဖြစ်ပါတယ်။